ရှင်ဘလောက်ပဲမှားနေပါစေအာယုံဆိုင်ပြီးတော့ကစားရင်ပြန်ပြီးတော့အဆင်ပြေသွားနိုင်ပါလိမ့်မယ်ဒါပေမဲ့အခုပလေယာတွေကတော့အဲ့လိုမဟုတ်ကြဘူးဗျပွဲမှာလောင်သွားပြီဆိုရင်သူဆဲကိုဆဲနဲ့ပွဲကိုလုံးဝရက်ပြီးတော့မင်းကဘာကောင်လဲတွေငါဘာကောင်လဲတွေဘိုက်ရှက်တွေဖွင့်ပြီးဆဲကြတာတွေဒါမျိုးတွေလုပ်ကြပါတယ်အဲ့လိုမျိုးလုပ်တာတွေကလည်းအမားတွေပါပဲဟီရိုပိတ်ကနေစပြီးတော့ပွဲတစ်ပွဲလုံးမှာတာနေအောင်မှအဲ့လိုမျိုးပွဲလောင်ပြီးတော့ရန်ဖြစ်လိုက်လို့ရှင်ဆုံးသွားတာမျိုးတွေလည်းရှိပါတယ်အဲ့ဒီတော့တကယ်နိုင်ရင်လို့ရှိရင်ဂိမ်းကိုပဲအာရုံစိုက်ပြီးကစားပါတိုက်တော့ဆဲပါစေ view ရဲ့ခလုတ်ပါပါတယ်အဲ့ view ရဲ့ခလုတ်ကနေ view ပါ white chat ဖွင့်ပြီးဆဲနေအောင်မှကိုနားထောင်ခြင်းမနားထောင်လို့ရတဲ့ဟာမို့လို့ကိုကစိတ်တူတတ်တဲ့သူဆိုရင်အစတည်းကဖွင့်ပြီးတော့နားမထောင်ပါနဲ့ကိုဟာကိုဂိမ်းကိုပဲ AACC အာရုံစိုက်ပြီးကစားလိုက်ပါဒါကြောင့်မို့လို့ဒုတိယချက်အနေနဲ့နိုင်ရင်တဲ့လူတွေအရန်လောင်ပြီးတော့မကစားကြပါနဲ့စိတ်အေးလက်အေးထားပြီးကစားနိုင်တာကသင်တို့ကို professional ကစားသမားတစ်ယောက်ဖြစ်အောင်ဒီအောင်စွမ်းဆောင်ပေးပါလိမ့်မယ်ဒီကြောင့်ကိုလည်းနောက်မှစီးစံတက်ရှင်းပြပေးပါဦးမယ်နံပါတ်3ချက်ကတော့ဘိုးကောင်းဆန်တဲ့အပြင်မနိုင်ဝင်ကိုထမ်းပြီးတော့စိတ်ထင်အောင်လုပ်ကြတာပါဒီချက်ကလည်းမိုဘိုင်းကျန်ပလေယာတွေတော်တော်များများမှတွေ့ရတယ်ဆိုးရွားတဲ့အမားတစ်ခုပဲဖြစ်ပါတယ်မိုဘိုင်းကျန်ကစားနေတဲ့လူတိုင်းမှာအားသာချက်တစ်ခုစီရှိပါတယ်တချို့ကကြတော့ဥဆောင်နိုင်စွမ်းကောင်းကောင်းရှိတယ်တချို့